တငယ်ချင်းထိဓာကြီးဆိုတဲ့လူပြီးတယောက်စနေလုံးစူးစမ်းရှာဖွေထားတဲ့အခိုးခံရရဲ့ရွှေပြန်သွားယူပေးမယ်ဆိုကနာမီကို3နာရီတွင်ပြန်လာခဲ့မယ်ဆိုပြီးမျိုးရဲထွက်သွားပါတော့ရဲ့ခွေးကတားဖို့လုပ်ပေမဲ့ဇိုးကဓာနဲ့တားလိုက်ပြီးကျုပ်တို့ကပတိန်ကိုမတားနဲ့လို့ပြောလိုက်ပါရဲ့ဒီချိန်မော့မြို့ထဲမှာတော့စာဖို့စင်ရောင်ခံလေးကဝမ်နက်ပိုစတာအစ်စ်တွေလာချပေးနေခဲ့ပြီးအရန်မှုတွေရဲ့ဘယ်လမီရဲ့အဖွဲ့သားတယောက်ကကောက်ယူကြည့်လိုက်ပါတယ်လူပြီးပိုစတာကိုပါတွေ့သွားတော့ဒီငကြောက်လေးတန်း30မတန်ပါဘူးကွာလို့ပြောနေတော့မှပဲတစ်ချက်ကြောင်သွားပါရဲ့တေချာပြူးပြဲကြည့်ပြီးခနန်းတွေတွက်ကြည့်ရမှာတော့စုချင်းငွေအစ်စ်တန်း100ဆိုပါကြီးကိုမြင်သွားပြီးကြောက်လန့်ကဘယ်လမီစီကိုပြေးလာခဲ့ပါရဲ့ဘယ်လမီခမရမနက်ကစော်လိုက်တဲ့ခြာသိန်း2ယောက်ကတန်း100စုပြေးတန်မန်ကီဒီလူပြီးနဲ့တန်း60စုပြေးတန်ရိုနိုဝါဆိုယိုတိုးပြန်မလာခင်ခမရထွက်ပြေးရကောင်းမယ်လို့ထင်တယ်လို့အော်ပြောလိုက်ပါရဲ့အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေဘယ်လမီပမာလဲဆိုရဲလူပြီးရဲ့အော်ဒါကြီးထွက်လာတော့အကုန်လုံးလမ်းဖြန့်ကုန်ကြပါရဲ့ဘယ်လမီလည်းဟန်ကိုပြီးအပြင်ထွက်လာကဘာကိစ္စလဲလို့မေးပါရဲ့လူပြီးကခေါင်းမိုးပေါ်ကနေခွက်ကက်စီကခိုးသွားတဲ့ရွှေပြန်ပေးလို့ပြောလိုက်တော့ဘယ်လမီရဲ့ခေါင်းမိုးပေါ်ခုန်တက်လာပါရဲ့သူ့တငယ်ချင်းတွေစီကခိုးသွားတာဖြစ်လို့လာပြန်တောင်းတာလို့လူပြီးကပြောလိုက်တော့အောက်ကလူတွေလည်းအတော်လန့်နေကြပါပြီဘယ်လမီကလက်တီးတောင်မထိုးတတ်တဲ့ငကြောက်လေးဆိုကအားတွေကုန်စူးစီးလိုက်ပါရဲ့စပ်ပြင်းခူပါတိုက်ကွက်နဲ့မျက်စိနဲ့အောင်မမြင်ရတော့ရဲ့အထိပတ်ခုန်နေရဲ့အချိန်လူပြီးကတော့တော်တော်မလုပ်ပါဘူးလူပြီးကပြေးဝင်လာတဲ့ဘယ်လမီကိုလက်တီးဘလို့ထိုးလဲပြန်ဖြေပေးမယ်ဆိုပြီးထိတ်ကိုအားနဲ့တစ်ချက်ပိတ်ခောက်ပေးလိုက်တော့ဘယ်လမီလည်းခေါင်းမှာကွဲသွားပြီးမေမျောသွားပါတော့ရဲ့အဲ့နောက်အဖိုးရဲ့ရွှေကိုပြန်ပေးလို့တခုံးပြောလိုက်တော့အားလုံးလည်းလမ်းဖြန့်ပြေးကုန်ကြပါရဲ့ဒျူကူမီဟောကလူပြီးနဲ့ဆိုရဲ့ဝမ်နက်ပိုစတာအစ်စ်တွေကိုကြည့်ရင်ဘာဝတီစားတော့ဆိုင်မှာတခါဆုံခဲ့ဘူးအောင်အမှတ်ရသွားပါရဲ့အဲ့နောက်ဒီကလေးတွေကကမ္ဘာအစိုးရကိုအောင်မှလှုပ်ခတ်သွားအောင်အဆင့်တက်လာကြပြီဆိုတာရှီမောနေခဲ့ပါရဲ့Mary Joyce ရဲ့အစည်းအဝေးခန်းမတစ်ခုမှာတော့ကမ္ဘာအစိုးရထိပ်သီးအကြီးအကဲ9ယောက်ကစန်နီရှန့်ရဲ့လှုပ်ရှားမှုတွေတဖြည်းဖြည်းစိတ်လာတာကြောင့်ခေါင်းခဲနေကြပါရဲ့မုတ်စိတ်ဖြူကြီး YBN နဲ့လည်းတွေးဖို့စီစဉ်နေရဲ့အကြောင်းသတင်းတွေရထားကြပါရဲ့စစ်ဘရင်9ပါးတဲ့ကခွဲကိုတိုင်းလည်းပြုတ်သွားလို့အစားထိုးမဲ့လူလည်းရှားခက်နေကြပါရဲ့ကျန်တဲ့စစ်ဘရင်6ပါးကိုလည်းအရေးပေါ်အစည်းအဝေးခေါ်ထားပြီးဒီလိုဖြစ်အောင်မှွေသွားရဲ့ကောက်ရိုးအုပ်ထုပ်ကိုတော့ဒေါ်ခွီးနေကြပါရဲ့မကြခင်စစ်ဘရင်ဝါလော်တွေဖြစ်ကြရဲ့ဒေါ်ခွီ